အကြောင်းကအမေမိဖို့နာရက်ကအိုးကြီးတဲ့တစ်သားရောင်းမနဲ့မှွေနေရကိုမြင်ရသည်နဲ့မြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေအိုးကထွက်လာတဲ့ဟင်းကြိုနဲ့တစ်ခုတည်းကပဲနဲ့ဒါငါတို့အိမ်ဆိုတာကကျင်းတည်သွားခဲ့ပြီကျွန်တော်ရန်ရေးထားတဲ့စာအုပ်လေးကိုဖတ်ပြပါမယ်ပထမစာအုပ်ကပထမကတော့ကျွန်တော်ပဒင်းပေါက်ဆိုတဲ့ဟာကိုကျွန်တော်ဖတ်ပြခဲ့တယ်ဒါဒုတိယအပိုင်းပေါ့ဒုတိယကတော့အမေစွပြုတ်ဦးတဲ့ဘဝ၌ကျွန်တော်တို့တွေလေရင်းတစ်ခုရယူခံစားမိတဲ့ဖိုးတန်ယေဒနာများစွာရှိတယ်တဲ့ဒီဟာတွေကိုဂရုပြုရကောင်းမှကျွန်တော်တို့မသိခဲ့ဘူးတဲ့တစုံတစ်ယောက်ကမမျှော်လင့်သောနီလန်းတစ်ခုခုဖြစ်ဖော်ပြလိုက်သည့်အခါမျိုးတွင်တဲ့ဒီဟာတွေကတန်ဖိုးပြည့်ပြည့်ဝဝရှိမှန်သိမြင်လာကြတယ်တဲ့ကျွန်တော်အမေရဲ့စွပြုတ်ဦးကအဲ့ဒီလိုပဲမထင်မှတ်ထားခဲ့တဲ့ဖိုးတန်ယေဒနာမျိုးပင်ဖြစ်တယ်တဲ့တန်ပြီးပေါ်မှာစက်တည်ရှိစွာနေရာယူတတ်တဲ့အမေရဲ့စွပြုတ်အိုးကိုကျွန်တော်ယနေ့တိုင်မြင်ရောင်နေသိပါတယ်တဲ့။အိုးကအဖြူနဲ့အပြာဆက်ထားတဲ့ကြွေရည်တုပ်အိုးဟိုတကွက်ဒီတကွက်နည်းနည်းစီတော့ပဲ့ထွက်နေပြီတဲ့။အထဲမှာဟင်းရည်တွေပလုံစီလျက်တက်ဝင်လှူရှားနေတဲ့မိထောင်တစ်ခုပေါ်မှာအငွေ့တလူလူထွက်လျက်တဲ့။အင်ကိုနောက်ဖွေးပေါက်မှဝင်လိုက်တည်နဲ့တပြိုင်တည်းစွပြုတ်အိုးရဲ့ရင်နှန်းကတည်ကြစီုံကလူကိုပါလုံခြုံစစ်ချသွားတတ်မြဲဖြစ်တယ်။သူပြောချင်တာကတော့ကျွန်တော်တို့ဒီကျွန်တော်တို့လူတိုင်းရဲ့အမေရဲ့ဖြစ်တဲ့ဟင်းတွေအကုန်လုံးကကျွန်တော်တို့လုံခြုံမှုရှိစေတယ်ကျွန်တော်တို့နှွေးထွေးစေတယ်။ဘာအနေမှမပြုဘူးဆိုတဲ့သဘောကိုသူပြောပြချင်တာတော့ပေါ့။အဲ့တော့သူပြောတာအင်ဦးနောက်ဖေးပေါက်ကဝင်လိုက်တည်နေတဲ့ပြိုင်နဲ့စွပြုတ်ဝေးရင်နဲ့တရေကြိုက်စီုံမကလုံခြုံသွားစတက်တမြဲတဲ့အကြောင်းကအကြောင်းကအမေမိဖို့နာရက်ကအိုးကြီးတဲ့တစ်သားရောင်းမနဲ့မှွေနေရကိုမြင်ရသည်နဲ့မြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေအိုးကထွက်လာတဲ့ဟင်းကြိုနဲ့တစ်ခုတည်းကပဲနဲ့ဒါငါတို့အိမ်ဆိုတာကကျင်းတည်သွားခဲ့ပြီခုလောဆယ်လေကျွန်တော်လည်းအိမ်နဲ့ဝေးနေတဲ့သူဖြစ်တဲ့အတွက်တစ်ခါလေကျရင်ချားသူတွေရဲ့ချက်တဲ့ဟင်းတွေကဘလို့ကောင်းကောင်းဗျာကျွန်တော်ငယ်တော့မှတ်ထားတဲ့အရာသာရှိတယ်အဲရတာမျိုးဒီပြန်ပြီးတော့မှတန်တလွမ်းစွနေတက်ကြတယ်ဗျာဒါအဝေးရောက်နေတဲ့သူရဲ့ခံစားချက်ပေါ့အဲကျွန်တော်ကိုယ်တိုင်ကိုတွေ့ခံစားချက်ဖြစ်နေတော့ပြောပြလို့ကောင်းတယ်ဗျာထားပါတော့အမေရဲ့ဟင်းကြိုကြီးကတသမတ်တဲ့တပုံစံနဲ့မဟုတ်ဘူးတဲ့အမြဲတီထွင်ပြောင်းလဲလျက်ရှိတဲ့လက်ရတစ်ခုဖြစ်တယ်တဲ့ဒါဟိုးရခင်ကအမေငယ်စဉ်ကအီတလီမြောက်ပိုင်းမှာတောင်မိုဒီတာမှာနေတော့ဟာတဲ့ဒီဟင်းကြိုချက်မီးကိုသူ့အဖွားထံမှာရခဲ့တယ်အမေကနေပြီးတော့အဖွားထံကရခဲ့တယ်အဖွားထံမှာဒီလိုအမွေဆက်ခံလာတဲ့ဟင်းရတစ်ခုဖြစ်တယ်တဲ့ဟင်းရအဆက်ဟက်ကမိဖို့ကြောင့်ထဲမှာရှိသည့်ပစ္စည်းများပေါ်မူတည်၍ဖန်တီးဖြစ်ပေါ်လာသည်တဲ့ဒီဟင်းရထဲမှာဘာတွေပါလဲကြည့်ကကျွန်တော်တို့မိသားစုရဲ့လက်တလောစီးပွားရေးအခြေအနေကိုကျွန်တော်တို့ခံမှန်းနိုင်ပြီတဲ့ဟင်းရကပြစ်အထင်းမှာခရမ်းကျင်တီးတွေပဲတီးတွေမုံလာဥတွေကြက်သွန်ဒီပြောင်းမှုတရုတ်နန်းပင်မုတ်ဖက်အသားဟင်းဘက်စသည်တို့တွေ့ရလျင်တဲ့ကျွန်တော်တို့ရဲ့မိသားစုအချင်းကြီးကောင်းသည်ဟုသဘောတဲ့ဟင်းရကျဲတော့ရီတာတာရှိမယ်ဆိုရင်ကျွန်တော်တို့အချင်းကြီးကကြက်တဲပိန်လီနေပြီဆိုတဲ့သဘောပဲတဲ့ဒါဟင်းချက်တဲ့ဟင်းပေါ်မူတည်ပြီးတော့မှသူတို့ရဲ့စီးပွားရေးအခြေအနေကိုသိနိုင်တယ်ပေါ့နော်အဲ့တော့သို့တော်တဲ့ဟင်းကျဲသည်ဖြစ်စေဖြစ်သည်ဖြစ်စေအိုးထဲမှာကြံနေ၍ပြစ်လိုက်ရတာဆိုတာမျိုးကဘယ်တော့မှမရှိဘူးတဲ့အစားအစာကိုအစွန့်ပစ်ခြင်းนี่ကျွန်တော်တို့အတွက်ပြစ်မှုကြီးတစ်ခုပင်ဖြစ်တည်တဲ့ Ministry ဟင်းဂျိုအိုးတွေကိုရောက်သွားတော့အတီးနဲ့အသားတွေမှန်သမျှအကုန်ရဆိုနေပဲတဲ့စင်စစ်အမေဖို့ဒီဟင်းဂျိုရီအိုးအတွက်စီမံပြင်ဆင်ရသည်ပြင်းတဲ့အထွတ်အမြတ်အလုပ်ကြီးတစ်ခုပင်ဖြစ်တည်တဲ့အာလူတစ်လုံးချင်းစက်သားတစ်ဖက်ချင်းကိုအိုးထဲမှာတယူတတီကျေးဇူးတင်အမေနေရာချတယ်တဲ့နေရာချရဲဆိုတာကတစ်ခုချင်းစီကိုတသက်ရထည့်တယ်ပေါ့ဗျာဆိုကျွန်တော်နဲ့ယင်းနီးခင်မင်ကြတငယ်ချင်းတယောက်ကြီးတဲ့ဒီအိုးကြောင့်ဆုံးရှုံးသွားရတော့မလားကျွန်တော်စိုးရင်ပူပန်ခဲ့ပြီးတဲ့ဒီတငယ်ချင်းနာမည်အဆိုညီညွတ်အောင်စပင်နဲ့ပိန်နေတဲ့သူ့အဖေနဲ့သူ့အဖေကဆရာဝန်ကြီးတယောက်ဖြစ်၍ယူထဲမှာအသားနာဆုံးရက်ကွက်မှာသူတို့ကနေထိုင်နေတဲ့ဆိုးကကျွန်တော်တို့ထူးထူးခြားခြားခင်မင်နဲ့တငယ်ချင်းတယောက်ပင်ဖြစ်တယ်တဲ့သူကလည်းခင်တယ်တဲ့သူ
သူ့အိမ်မှာညစာစားရင်သူကျွန်တော်မကြာခဏဖိတ်ခေါ်လေးရှိရဲတဲ့သူတို့မိသားစုမှာစပိုမှုတစ်ယောက်ရှိတယ်စပိုမှုကဝတ်စုံဖြူနဲ့ဝက်ကတန်ရှင်းတည့်ရတော့မိဖို့ကြောင့်တွေကိုဖိတ်တောက်နေတဲ့အိုးများကိုပြင်ဆင်ပြီးတော့ချက်ပြုတ်လာတယ်တဲ့ပုံစံကြည့်ရတာသူ့ရဲ့တငယ်ချင်းကဒီလိုမျိုးချမ်းသာတဲ့မိသားစုအတိုင်းဝိုင်းကဖြစ်နေမယ်ဗျအဲ့တော့ဟင်းတွေကတဲ့ကောင်းဟင်းကောင်းနေပြီပဲတို့လိုတဲ့ကရင်းမတွေးလာဘူးတဲ့ဟင်းကတော့ဟင်းကောင်းနေပြီပဲတို့တော့ကျွန်တော်ကရင်းမတွေးလာတဲ့အိမ်ကမိခိုးဆွဲနေမဲနေတဲ့အိုးနဲ့ချက်ပြုတ်ထားတော့ဟင်းလေးရလောက်ကိုသူရှာရင်းမမြတ်ဘူးပေါ့ဟင်းတွေကတခါပေါ်တာပေါ်အဲ့လိုတစ်ခုခုလုံးနေတယ်လို့သူခံစားရတယ်တဲ့ပြီးတော့သမင်းဝိုင်းရဲ့ဝင်းကျင်အငွေ့အသက်ကပင်နဲ့ဟင်းလျာများနဲ့လိုက်ဖက်ညှိစွာတွေးချောက်လာသည်တဲ့တွေးချောက်လုံးလာသည်တဲ့တွေးချောက်လုံးလာသည်ဆိုသူပြောချင်တာကသမင်းဝိုင်းရဲ့ပဝင်းကျင်အငွေ့အသက်ကလည်းကျွန်တော်တို့ဘယ်လိုမျိုးပြောရမလဲခံစားရတဲ့ဟာတွေအကုန်လုံးကဝေးတာဝေးနေပဲဗျာသူ့အတွက်ကတော့၆တွေ့တဲ့ခင်းဝိုင်းတစ်ခုလို့မျိုးသူခံစားရတယ်အရာရာပုံစံတကြားတဲ့အိန္ဒိယကြလွန်လာပြီတဲ့စိုးရတဲ့အပြုမူအရင်ကြီးလာတယ်သူတို့စကားပြောဆိုတာနဲ့ထိမ့်သိမ့်လွန်းနဲ့တိမ်မွေ့လွန်းနဲ့လောကဝဆန်လွန်းနဲ့စိုးနဲ့သူ့ရဲ့ဖခင်လွန်းဟာတဲ့အလွန်လက်ဆွဲနှုတ်ဆက်တာလောက်ပဲရှိတယ်အထက်မပိုမရောတဲ့အဲ့တော့နည်းနည်းလေးခက်ခေါ်ခွာနေတဲ့မိသားစုလိုဖြစ်နေတယ်ဒါပေမဲ့ချမ်းသာပင်မဲ့လေကျွန်တော်မိသားစုမှာတော့ဖွေးလိုက်ဖက်လိုက်ရတဲ့အမြဲလုံးလုံးတရားရှိတယ်တဲ့အဖေနဲ့အမေသားသမီးတရင်တင်းကြီးရှိတယ်တဲ့အကယ်၍အမေကိုနမ်းပြီးတော့မှနှုတ်ဆက်ရမယ့်အချိန်မနမ်းမိလင်အမေကချစ်ချင်းမဲ့မိတယ်။ကိုကောင်လေးဘာဖြစ်နေရလဲနေမကောင်းလားစသည်ဖြစ်အဲ့လိုမေးလိရှိရဲ့တဲ့။သို့တော့အဲ့ဒီတစ်ချိန်တစ်ခါတုန်းကမူတဲ့ဒီနေထားအတွက်ပဲကျွန်တော်မှအတော်အခက်တွေ့ရတယ်။ဆိုးကကျွန်တော်တို့အိမ်ကိုတရင်နီလိုက်လဲပြီးတော့မှညစာစားခြင်းနေရကိုကျွန်တော်သိတယ်တဲ့။သို့တော့ဒီကိစ္စကကျွန်တော်အကြောက်ဆုံးအလုပ်ဖြစ်သည်တဲ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကချမ်းသာတဲ့မိသားစုနဲ့တခါလေကြရင်ပေါင်းလေလာတယ်ဆိုရင်ငါအိမ်မှာကဒီလိုသူတို့အဲ့မခံနိုင်ဘူးဆိုရင်ငါကိုတိမ်ငင်နေရတဲ့ဟာမျိုးရှိရကွာအဲ့လိုမျိုးအားမျိုးတွေကကျွန်တော်တို့ငယ်ငယ်တုန်းကလည်းကြုံဘူးလေဘာဖြစ်လို့လဲအဲ့ဒါကြောင့်မို့အမြဲတမ်းလဲကျွန်တော်တို့မခေါ်ဘူးခေါ်လိမရှိဘူးတခါလေကြရင်သူများအိမ်လည်းအဲ့လိုလိုက်ခေါ်ရမှာဆိုလိုက်မစားတဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့ကြုံခဲ့ဘူးလေပေါ့နော်အဲ့တော့ကျွန်တော်စပြပြချင်တာကအဲ့လိုတရင်နီးသူလိုက်ပြီးတော့မှညစားခြင်းနဲ့သို့တော့ဒီကိစ္စကလည်းကျွန်တော်အကြောက်ဆုံးလုပ်ဖြစ်တယ်တဲ့ကျွန်တော်မိသားစုကသူတို့နဲ့လုံးဝခြားနာနေတယ်တဲ့ဘယ်ကောင်လေးတွေအိမ်မှာမှတန်မီးကိုတင်ထားတဲ့အဲ့ဒီဟင်းကြုံမျိုးဦးမရှိဘူးတဲ့ပြီးတော့ဘယ်သူမှလည်းကျွန်တော်အမေလိုကိုသားသမီးကိုအိမ်ထဲဝင်လာပြီးထမင်းဝိုင်းကိုဆွဲထိုင်ခိုင်းပြီးတော့ပကံလုံးတစ်လုံးစုံတစ်ချောင်းပေးကစွပ်ပြုတ်ရီတောက်ခိုင်းတဲ့အမေမျိုးမရှိဘူးတဲ့အမေရိကလူတွေကဒါမျိုးမလုပ်ဘူးအမေရဲ့ဆိုပြီးတော့မှကျွန်တော်အမေကိုတဲ့နားချရင်ကြိုးစားတယ်တဲ့ငါကရိုစီနာတဲ့ငါရဲ့ဟင်းကြိုမကြိုက်တာအယူတွေပဲရှိတယ်လို့အမေကတပြားသားမှမလျှော့ပဲနေမှာပြန်ပြောလေးရှိတယ်တဲ့ဒီနေ့မှစိုးကပြောင်းဖွင့်ပြောလာတယ်မင်းငါလိုက်လေလို့ရမလားကျွန်တော်ကလည်းရပါတယ်လို့ပဲပြောရတာပေါ့ဘာဖြစ်လို့လဲဆိုတော့ तू အိမ်ကိုသွားလေပြီးတော့မလို့ဆိုတော့ထားပါတော့ကျွန်တော်တငယ်ချင်းလိုက်တာဒီကိုမြင်နေရင်အမေအရန်ဝမ်းသာမယ်ဆိုတာကိုကျွန်တော်သိရဲ့တဲ့သို့တော့တွေးပူနေတဲ့အကြောင်းတွေကကျွန်တော်အကြီးကျယ်နေရာထိုင်ရခတ်လာတယ်ကျွန်တော်မိသားစုနဲ့ညသာသူစားလင်စူးစိတ်ပြက်သွားမိဟုမုတ်ချကျွန်တော်မြင်အောင်နေတယ်သူစိတ်ထဲမှာထင်နေတာတော့သူရဲ့ထမင်းဝိုင်းကိုရောက်တာနဲ့စိတ်ပြက်လက်ပြက်နဲ့ဖြစ်နေမယ်လို့ထင်နေပေါ့နော်အဲ့တော့အမေကျွန်တော်တို့ဟမ်ဘာဂါတို့ကြက်ကြော်လို့အမေရိကန်စတိုင်လောက်စားကြအောင်ဆိုပြီးတော့ကျွန်တော်မိတဲ့အခါမှာတဲ့အမေကမျက်စောင်းထိုးကြည့်သည်နောက်တစ်ချိန်ဒီလိုစကားမျိုးထပ်ပြောရင်ပြဿနာတက်မီဟုဆိုတာအမေမျက်နှာထောက်ကြည့်ပြီးကျွန်တော်သိလိုက်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အမေရဲ့မျက်စောင်းတစ်ချက်ပေါ့သိလိုက်တယ်တဲ့ဆိုလိုက်ပါလာတဲ့နေ့ကတဲ့ကျွန်တော်အတော်ပင်ခရောင်ချောချားဖြစ်နေပြီတဲ့အမေနဲ့တခြားကျွန်တော်မိသားစုဝင်တွေကိုဦးကပွေဖက်နှုတ်ဆက်ကြတယ်ကြောသက်ကြပေါ့ဝမ်းမန်းတတာကျူဆိုကြတယ်တဲ့မကြမီမှာပဲကျွန်တော်တို့အားလုံးစပွဲမှာထိုင်ကြတယ်စပွဲကဒူကြီးထဲကြီးပန်းနေပါလိခေါ်ထားတယ်တဲ့အဖေအလွန်နှစ်သက်ကုန်တဲ့စပွဲကြီးတဲ့ကာလကြာသဖြင့်အစွန်းထင်းတွေအတော်ပင်ထူနေပြီတဲ့ဒီလိုဟာတွေပြူတူပြဲတယ်တောက်ပပဖျောင်းပစုကွက်တစ်ခုခင်းလာတယ်ကျွန်တော်ထင်တာတော့အဲ့ဒီရဲ့
ဒီဟိုဟာခင်းထားတဲ့စပွဲကြီးကကျွန်တော်တို့ညစ်ပတ်ပေးနေပြီးတော့မှအပေါက်ပြဲတွေရှိတဲ့အတွက်ကျွန်တော်တို့နည်းနည်းလေးတောက်တောက်ပင်ပင်ဖြစ်မယ်ဖျောင်းပစိုးကွက်ပုံစံစပွဲကင်းလေးခင်းထားတယ်ပေါ့အဲ့တော့ထုံးစံအတိုင်းနဲ့အဖေကညစာမစားမီတဲ့ကောင်းချီးမင်္ဂလာစပွဲစကားဆိုတယ်တဲ့ဒီနောက်မှာတဲ့ကျွန်တော်တို့အားလုံးစွပ်ပြုတ်တပတ်ကန်စီရောက်လာတယ်တဲ့ကဲဆိုရင်ဟောတာဘာလဲတီလာတဲ့ဆိုပြီးတော့မှအမေကမီးတယ်တဲ့စွပ်ပြုတ်မဟုတ်လားဆိုပြီးတော့မှစိုးကပြောတယ်ဒါစွပ်ပြုတ်မဟုတ်ဘူးကွယ်တဲ့အမေကအလေးနဲ့ဆိုတယ်တဲ့ဒါ ministry ခုခေါ်တယ်သူရဲ့ဟင်းကျူနာမည်ဖြစ်လိမ့်မယ်ဗျာအဲ့တော့ကျွန်တော်လည်းမသိဘူးအဲ့တော့ဒီနောက်တဲ့အမေကတဲ့အဲ့ဒီစွပ်ပြုတ်ရဲ့တကူအာနိတင်အကြောင်းများကိုတဲ့အားရပါရရှင်းပြတယ်တဲ့အမေဆိုရတဲ့ဒီဟင်းကျူကိုမှီဝဲသုံးဆွဲခြင်းဖြင့်ပျောက်ကင်းနိုင်တဲ့ယောဂပရာတွေတွင်နဲ့ခေါင်းကိုက်တာနှာစီးတာအေးမိတာစာမကြည်တာကောက်ယောဂအသေးယောဂများမှာပူဆွေးတောကဝေဒနာများအထိအကုန်လုံးအစုံအပါဝင်ပြီးတော့ပျောက်ကင်းနိုင်တယ်ပေါ့ဆိုရတဲ့မောင်းချွတ်သားကလေးများကိုကန်ကြည့်ပြီးနောက်တဲ့အမေကဟင်းကျူကိုမှန်မှန်တောက်လျင်နဲ့အီတလီနွယ်ဘွားအမေရိကန်ကာယဗလာမောင်ချာအက်စလက်လို့တဲ့တန်ဆွမ်းကျမ်းမာနိုင်ကြောင်းအမေကပြောပြတယ်တဲ့ဒီလိုဟာတွေကိုကြည့်ပြီးကျွန်တော်အကြီးအကျယ်တွန့်သွားတယ်တဲ့သွားပြီးစိုးနဲ့တွေ့ရတာဒါနောက်ဆုံးချိန်ဖြစ်ပြီးဆိုပြီးတော့မှတေးကြနောက်ဆုံးချိန်ဖြစ်တာတေးကြပြီးဆိုပြီးတော့မှကျွန်တော်တွေးလိုက်မိတယ်တဲ့သူ့ရဲ့ပြောဆိုဆက်ဆံပုံတွေကလည်းဦးကြောင်းစမ်းပြပြစကားတွေပဲတည်ရမလားအစားအသောက်တွေနဲ့လုံးဝတခြားတစ်ပါးသားစီဆိုတော့တဲ့သူရဲ့ထားပါတော့သူပြောနေတာကသူယဉ်ကျေးမှုတွေကဒီယဉ်ကျေးမှုနဲ့မတူဘူးဆိုပြီးတော့မှသူခံစားပြီးတော့မှဟာသွားပြီးသူ့ကငါတွေ့ရတာနောက်ဆုံးမှသူငါ့ကိုပေါင်းလို့မှမဟုတ်ဘူးဆိုတဲ့အတွေ့အမျိုးသူရလာတယ်တဲ့အဲ့တော့အကြီးကျယ်အနာအသင့်စရာတစ်ခုကျွန်တော်ကြုံလိုက်ရတယ်တဲ့ဆိုကသူ့ရှိရပကံကိုကုံအောင်အိမ်ကြီးရစားတော့ပြီးနောက်တဲ့တပကံထက်တောင်းတယ်ပြီးနောက်တပကံကျွန်တော်တိတ်ကြိုက်တယ်ဗျာဆိုပြီးတော့သူကတပြစ်တော့ပြောပြီးတော့မှဆိုတယ်ပြန်ကန်ပြီးနှုတ်ဆက်တဲ့အခါမှာဆိုကကျွန်တော်တို့နှစ်ကိုကြားပြောတယ်မင်းတို့မိသားစုကတိတ်ပြောစရာကောင်းတာပဲကွာတဲ့ငါအမေလေမင်းတို့အမေတော့ချက်တက်ပြုတ်တက်ရင်တိတ်ကောင်းပါပဲမင်းကန်ကောင်းနေကွာတဲ့အဲ့တော့သူကပြုံးရွှင်စာပဲတဲ့လက်ပြနှုတ်ဆက်လေးရထုတ်ခွာသွားတယ်တဲ့ကျွန်တော်ကမူးတယ်မင်းကန်ကောင်းတယ်ဆိုတဲ့စကားကိုစဉ်းစားတွေးတောရင်းနဲ့ငေးမောပြီးကြံခဲ့တယ်ဒီကနေ့တော့မူးတယ်ငယ်စဉ်ကကျွန်တော်ဘလောက်ကန်ကောင်းခဲ့တဲ့အကြောင်းကောင်းကောင်းသိခဲ့ပြီဖြစ်တယ်ခုစဉ်ကကျွန်တော်တို့အိမ်ထမင်းဝိုင်းမှာတဲ့ဆိုရရှိတဲ့ဝမ်းမြောက်ရွှင်လန်းမှုကြည်နူးမှုနှစ်သက်မှုတွေဒီတဲ့အမေရဲ့ဟင်းချိုကပေးလိုက်တဲ့ရုပ်ပိုင်းဆိုင်ရာအာနိသင်ကြောင့်ဒီမဟုတ်ဘူးတဲ့ချိုချင်ခဲပွဲတို့ရဲ့အရာသာထက်တူပေါ်တူအပြန်လန်ထားရှိတဲ့မေတ္တာတရားကိုအဓိကစားသုံးကြတဲ့မိသားစုရဲ့နှွေးထွေးချစ်ခင်မှုမျှဝေခံစားလိုက်ခြင်းကြောင့်နဲ့ဆိုတာကျွန်တော်သဘောပေါက်ခဲ့တယ်။တခုဆိုရင်အမေဆုံးတာအတော်ပင်ကြာခဲ့ပြီ။အမေအားတကြူပြီးနောက်တနေ့မှစတင်၍ဟင်းကျူအိုးရဲ့အောက်ကကက်စမီကိုလည်းပိတ်သွားတယ်။ကျဆိုင်သောမိတို့နဲ့အတူတဲ့ချစ်တင်မင်္ဂလာပြည့်ဝသောကာလတစ်ခုကုံဆုံးသွားခဲ့ပြီ။သို့သောဟင်းကျူအိုးကပလုံစီနေသောဟင်းရည်များထွက်ပေါ်လာသည့်မေတ္တာအကျဉ်းနာများကမူတဲ့ကျွန်တော်နှလုံးသားယနေ့တိုင်နှွေးထွေးစီခဲ့ပါတဲ့နှစ်ပေါင်းများစွာကြာသည့်အခါစိုးနဲ့ကျွန်တော်တို့ဒီလည်းအရင်းနှီးခင်မင်သောတငယ်ချင်းများဖြစ်တည်ပြီးတော့မှဆက်လက်တည်ရှိနေတယ်သူလက်ထက်တဲ့အခါမှာကျွန်တော်ကိုလူပြိုပြန်လောက်ခန်းနေများမကြာခင်မှာကျွန်တော်တို့သူ့အိမ်မှာညစာစားရန်ရောက်ရှိသွားခဲ့တယ်သူနဲ့သူ့သားသမီးတွေတရင်တနည်းရှိလာတယ်ကျွန်တော်ကိုလည်းအားလုံးပဲဖလဲတကင်းဆိုကြိုးဆိုကြတယ်ဒီနောက်ဇနီးတဲ့အငွေ1000တောင်းထားနေတဲ့ဟင်းကျိုပကံကိုတဲလာပြီးတော့မှချက်သားစွပ်ပြုတ်အသားတွေအတီးရွက်တွေအပြင်းနဲ့ဟေ့လီယိုဒါပါလဲကွာတိလားဆိုပြီးမှစူကမေးတယ်ကျွန်တော်ကဖြေလိုက်တယ်စွပ်ပြုတ်မဟုတ်ဘူးလားဆိုပြီးတော့ကျွန်တော်ကဖြေလိုက်တယ်ဒါရိုးရိုးစွပ်ပြုတ်မဟုတ်ဘူးကွာချက်သားစွပ်ပြုတ်တဲ့ခေါင်းကိုက်တာအေးမိတာနှာစီးတာတွေကောင်းတယ်အသေးကိုလည်းအားပေးတယ်ကျွန်တော်ကိုမျက်စိတစ်ဖက်မှိတ်ပြကပျော်ပေါ်ပါအားရပါရဆိုကြတယ်ကျွန်တော်စိတ်ထဲမှာအမေအိမ်ကိုပြန်ရောက်ရှိတယ်လို့ခံစားလိုက်ရတယ်ဇာသားလေးရဲ့အဓိကမူရင်းကတော့မမစုပေါ့တဲ့အခုဒီချားမြေချားနိုင်ငံကိုရောက်လာတဲ့အချိန်ကျတော့ပိုပြီးတိလာတာက
ဘလောက်ပဲအဲ့ဒီနီးတွေနဲ့အဲ့ဒီချက်ပြုတ်နီးတွေနဲ့တူဘလောက်ပဲကောင်းပါတယ်ဆိုတဲ့လက်ရာတွေကိုပဲစားဘေးဟာကိုစားကျွန်တော်တို့ငငယ်ကမှတ်မိနေတဲ့ငံကျင်လဲငံမဲပေါ်ကျင်လဲပေါ်မယ်ဆိုကျွန်တော်ငငယ်လေးတွေကမှတ်ထားတဲ့ရှာပေါ်မှာမှတ်ထားတဲ့အရာသာတစ်မျိုးကတော့ကျွန်တော်တို့ရဲ့နှွေးထွေးမှုတွေရောအဲ့ဒီရင်စားလိုက်ရင်သူ့ရဲ့တည်ရမှာခွန်ပြီးတဲ့အရာတွေခွန်ကျွေးခဲ့တဲ့အရာခွန်ကျွေးခဲ့တဲ့စားတော့တွေစားတော့တွေအကုန်လုံးကကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေမှာရှိပြီးတာဒါငါအမိလက်ရဆိုတာဟိုအဲ့လိုမျိုးတန်ပြီးတော့မှပြောလို့ရတဲ့အရာတွေရှိတယ်ဗျအဲ့ဒီအရာတွေကကြတော့အဲ့ထဲမှာအစားတော့ထဲမှာပါတဲ့ဘလူဟင်းခက်အမွေးကြံမျိုးမှမမိရဲ့မေတ္တာဖြစ်နေရဗျအဲ့မေတ္တာတွေကိုကျွန်တော်တို့ကတနေ့ရက်နေ့စားသုံးနေရတာဗျစားသုံးနေရတာဖြစ်တဲ့အတွက်အဲ့ဒီရဲ့မေတ္တာတွေဟိုစားသုံးနေတဲ့အချိန်မှာကျွန်တော်တို့ကတန်ဖိုးမထားဘူးမသိတော့ဘာလုပ်လဲဆိုတော့ဒီတိုင်းပဲဒီရတာပဲဆိုပြီးထားလာတကယ်တမ်းအဝေးမှာသွားပြီးတော့မှနေပြီးတော့မှတကယ်ပြန်တန်းတားနေတဲ့အချိန်ကြတော့မှဒီဟာကဘယ်လောက်ထိတန်မိုးရှိပါလဲတန်မိုးရှိတာပါလဲဆိုပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မြင်အောင်လာတဲ့ဟာတွေရှိရယ်အဲ့တော့ဒီဟင်းချိုအိုးကြီးရှိနေတဲ့ရွေးကတော့ကျွန်တော်တို့ကတန်းတာနေတယ်ဒီဟင်းချိုအိုးကြီး gas မပိတ်သွားပါစေနဲ့ဆိုပြီးတော့မှကျန်းမာရှိဖို့ကျွန်တော်မိသားစုတွေကိုပြန်ပြီးတော့မှတန်ဖိုးထားတက်ဖို့ဆိုတဲ့ဆရာဖေမြင့်ရဲ့ဒီအကောင်းမွန်ဆုံးရေးထားတဲ့စာစုလေးကကျွန်တော်တို့အတွက်ကိုခွန်အားဖြစ်စေတယ်အဲ့တော့ဒီစာလေးကိုကျွန်တော်ဒီနေ့ဖတ်လိုက်ရခြင်းအားဖြင့်ကျွန်တော်ကိုယ်တိုင်လည်းဒီမိသားစုကိုရှိတဲ့အချိန်လေးမှာကျွန်တော်တို့တန်ဖိုးထားမှာပါလားပြီးသွားရင်ကျွန်တော်တို့ဒီဟင်းချိုအိုးကြီးကဲလို့ပေးနေတဲ့မြစ်တာတွေအကုန်လုံးကျွန်တော်တို့ခုလက်ရှိချိန်မှာတန်ဖိုးထားမှာပါလားဆိုပြီးတော့ကျွန်တော်တို့သိမြင်ခဲ့တယ်ကျွန်တော်ရဲ့မြင်ခဲ့တဲ့ဒီမြင်တဲ့အမြင်ပေါ့ဗျာမြင်ခဲ့တဲ့အမြင်ကိုbrother ကိုပြောပြခြင်းပါတယ်အဲ့ channel ကိုလည်း like and subscribe လုပ်ပေးပါအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအကြောင်းအရာတွေကိုကျွန်တော်အများကြီးဆွေးနွေးခြင်းနဲ့ကျွန်တော်အသိပညာတွေအများကြီးရခြင်းနဲ့ brother တို့ပေးတဲ့အကြံဉာဏ်တွေကိုလည်းအများကြီးလိုချင်တယ်အဲ့တော့ကျွန်တော်ဒီ channel လေးကိုကျွန်တော်စားခဲ့တယ်ဒီစားခဲ့တဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့မှအဝေးထိုးကြမယ် okay အားလုံးပဲကျန်းမာကြပါစေကျွန်တော်ဒီနေရာကနေပြီးတော့မှနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်အားလုံးပဲကျန်းမာကြပါစေကျွန်တော်ကတော့ညီနာ risk ကကိုညီပဲဖြစ်ပါတယ်